Hello မင်္ဂလာပါရှင်ဒီနေ့စင်းငိုင်မဲ့ပတ်သက်တဲ့သင်တန်းလေးတွေအဆင့်အဆင့်ဘယ်လိုသွားရမလဲဆိုတာကိုရှင်းပြပေးပါမယ်ရှင်တို့တွေပထမအဆုံးသင်တန်းစတက်တဲ့အခါမှာ LCCI level 1 2ကနေပြီးတော့စတက်ရပါတယ်ရှင်အဲ့တော့ level 1 2ပြီးတော့ဆိုလို့ရှိရင် certificate ရပါတယ် ACCA ရဲ့ foundation level 3ကိုဆက်သွားရပါမယ်အဲ့မှာနှစ်ဘာသာရှိမယ် financial accounting and management accounting ဆိုပြီးတော့ရှိပါမယ်။ဆမ်မွဲကြီးတွေသွင်းပြီးဆမ်မွဲဖြေလို့နှစ်ဘာသာလုံးအောင်နဲ့ ethic လေးတစ်ခုဖြည့်ပေးမယ်ဆိုလို့ရှိရင် ethic ကလည်းအရင်ခက်ခဲတာတော့မဟုတ်ဘူးပေါ့နော်။ဆမ်မွဲကြီးလေးပေးကြမလို့အဲ့ဒါကိုဖြည့်ပြီးအောင်မြင်သွားပြီဆိုရင် Diploma in Financial and Management Accounting RQF level 3ကိုရပါတယ်ရှင်။အဲ့ဒါကတော့ diploma level ဖြစ်သွားတယ် certificate မဟုတ်တော့ဘူးနော်။ပြီးတော့ရင်တို့တွေလာစာကောင်းကောင်း level မြင့်ပေါ့နော်ပြီးရင် job title ကလည်းကောင်းနေနိုင်ငံခြားလည်းထွက်မဲ့ပေါ့နော်ဆိုလို့ရှိရင် ACCA ရဲ့ part 1ကိုသွားရမယ် part 1 part 2 part 3ဆိုပြီးတဲ့အခါကျတော့ part 3ခုရှိတယ်အဲ့ဒါကတော့ professional level ပုံစံမျိုးအဆင့်မြင့်သွားတဲ့သဘောမျိုးဖြစ်တယ်သူ့မှာ3ဘာသာရှိတယ်အဲ့3ဘာသာက F1 ပေါ့နော် F1 ပထမဆုံး subject ကကျတော့Business and Technology ဖြစ်တယ်2ကကျတော့ဒီထဲမှာပါတဲ့ management ကိုနောက်ထပ်အဆင့်ထပ်မြင့်ထားတာပါမယ် F3 ကကျတော့ financial accounting ဖြစ်ပါတယ်ဒီထဲမှာပါတဲ့ financial accounting ကနောက်တစ်ဆင့်ထပ်မြင့်သွားတာပါသုံးဘာသာဖြေလို့အောင်မြင်သွားပြီဆိုလို့ရှိရင် ACCA ရဲ့ Diploma in Accounting and Business RQF level 4ကိုရမှာဖြစ်ပါတယ် RQF ဆိုတာဘာလဲဆိုတော့ Regulated Qualifications Framework ဖြစ်ပါတယ်ရှင်အဲ့ဒါ ACCA ကသတ်မှတ်ထားတဲ့အရာလေးဖြစ်ပါတယ်ရှင်လောလောဆယ်ကLCCA ဆမ်မွဲတွေကကျတော့ဒီကိုမလာပေးတဲ့အခါကျတော့ဂျေရိုတွေက ACCA နဲ့ပဲ diploma တွေကိုရအောင်ယူကြပါတယ်ရှင်ဆိုတော့ကြားလောက်ပြီးထင်ပါတယ်ဂျေရိုရှင်နော် LCCI level 1 2သင်တန်းနေလဲညနေခင်းပိုင်းရောမနက်ခင်းပိုင်းရောသင်တန်းအသစ်တွေရှိပါတယ် join လို့ရပါတယ် ACCA foundation level 3ကတော့နေ့ခင်းပိုင်းရညခင်းပိုင်းရဆိုပြီးတော့ခါကျတော့နှစ်ချိန်ရှိပါတယ်ရှင်ပြီးရင် ACCA ရဲ့ part 1ကအခုလာမဲ့စနေတနင်္ဂနွေကြာမှာအစမှာဖြစ်ပါတယ်မနက်ခင်း9နာရီကနေပြီးတော့10နာရီဖြစ်ပါတယ်ရှင်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဒီစင်းငိုင်းနဲ့ပတ်သက်ပြီးတဲ့ခါကျတော့လိုအပ်တာရှိရင်မေးစရာတွေရှိရင်လှမ်းပြီးတော့ဆွေးနွေးလို့ရပါတယ်တိုင်ပင်လို့ရပါတယ်သင်တန်းလေးတက်မယ်ဆိုလို့ရှိရင်လည်း420ခွန်16228ကိုဆက်သွယ်လို့ရပါတယ်ရှင်ကျေးဇူးပါဘိုင်ဘိုင်ကျောင်းသားတွေအားလုံးပညာရေးမှာအမြင့်ကြီးတွေဖြစ်ကြပါစေကိုလိုတဲ့လိုချင်တဲ့သွားချင်တဲ့ပန်းနိုင်အောင်လည်းရောက်ကြပါစေရှင်ဘိုင်ဘိုင်အားလုံးပဲဝင်ငွေတွေတိုးတက်ပါစေ